1000ရှိရင်1000နဲ့ဘဝကိုပျော်အောင်နေပါ300ရှိရင်300နဲ့ဘဝကိုပျော်အောင်နေပါ1000ရှိရင်1000နဲ့ဘဝကိုပျော်အောင်နေပါကိုဘဝကိုတခြားသူတွေနဲ့တွားပြီးတော့မနှိုင်းရှင်းပါနဲ့ပန်းနိုင်ထားတာချင်းမတူသလိုကံကျိုးပေးခြင်းလည်းမတူပါဘူးနောက်ပြီးတော့တာထွက်ချိန်လည်းမတူနိုင်ပါဘူးဘလို့အင်အားမျိုးတက်နိုင်ရင်ဘလို့ဘဝမျိုးနဲ့ရှင်သန်မှာအမြဲစူးစမ်းနေရင်ရှင်သန်နေတဲ့ဘဝကအနှစ်သာရရှိဖို့တော့လိုပါမယ်လူဘဝကိုတစ်ခေါက်အလဲလာတယ်လို့အမှတ်ယူတယ်ပတ်စံရှာသလိုစုလဲစုမယ်သုံးလဲသုံးမယ်စားချင်တာစားမယ်ပန်းမိနေဘလို့ဖူးပွင့်ဝေစားတာကိုကြည့်တယ်ကျင်းငယ်လေးတွေတီဆိုတန်ကိုလာနားထောင်နေနေဝင်ချိန်အလောက်ကိုလာခံစားတယ်စမ်းချောင်းလေးတွေဘလို့စီးစင်းလဲလာကြည့်တယ်ညနေခင်းလင်းချင်းခံတယ်တွေးကျင်တဲ့သူနဲ့တွေ့ပြီးတော့ချစ်ချင်တဲ့သူကိုချစ်တယ်သွားကျင်တဲ့နေရာစီကိုခရီးရောက်အောင်သွားတယ်ဘဝခံယူချက်ကဒါပါပဲဘဝကအမြဲခက်ခဲနေမယ်လို့လည်းမတွေးလိုက်ပါနဲ့ပျော်စရာရှိရင်အပြေးဝပျော်လိုက်ပါခက်ခဲမှုတွေကြုံရတဲ့အခါမှာရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ပါအတတ်နိုင်ဆုံးအကျွေးမရှိပါစေနဲ့လောကမှာအကျွေးမရှိရင်တင်လဲချမ်းသာတဲ့သူတယောက်ပါပဲနေ့ရက်တိုင်းကိုရိုးရှင်းစွာနဲ့ရှင်သန်ပါ